ကဲအားလုံးပဲစောင့်မျှော်နေတယ်ကျွန်တော်ဘတ်ဆက်အောင်သူကတော့တက်လာချိတ်ဆူဘူးဆယ်ဝဲပါတော့စတဲ့စော်ကလားလက်ပြီးဒီကောင်ပထမဆုံးစိတ်ခေါ်လိုက်တာ6ပဲဆက်6လေပြောမယ်ဆိုရည်ရင်တာဗောကဲဒီလိုလေးပဲဆက်ချိကြလို့အဲ့တော့ကျွန်တော်စောကြီးတလောက်တော့အောင်သူကကျွန်တော်တက်ကတော့ဘောလို့ပါပဲ6ပဲဆက်6ပါပြောလို့ပါအဲ့တော့ကျွန်တော်တို့ကတရား9သိန်းတင်10ဝဲကို10သိန်းဆိုတော့ကျွန်တော်တို့ပြောပါဆိုရင်တပွဲဟိုပါတပွဲနိုင်မှာ3သိန်းဆိုတော့9တောင်းပဲရမှာအဲ့တော့ပုံပဲပြောမယ်ဆိုရင်တော့ဒီဘဲကိုကျွန်တော်တော်တော်လေးကိုအဲ့လဲ6ပဲဆက်6ပါရှော့တက်တာလည်းပါပဲရှော့ပြီးရလည်းပါပဲဒါမှမဟုတ်ကျွန်တော်ကဟာလာငါကြီးလို့ကြည့်လို့ငါစားချပေးထားရဲဆိုတာလည်းမှန်ပါတယ်ကဲအပြောနဲ့လက်တွေ့ပြမယ်ဆိုရင်ဒီမတေပါလာကြီးလို့ရပါတယ်ကျွန်တော်တွေ့ရနေနေပြီမဲဖလီကာနဲ့လည်းမပြေဘူးဒီဘဲကိုဝေချတယ်ဘိုင်းညာမဟုတ်ဘူးပေါ့နော်အဲ့လေကျွန်တော်ကတော့ငစာလေးတွေးလိုက်ရုံပါပဲအဲ့တော့ဒီဘဲ6ပဲ6တကယ်လို့ပဲချကြည့်ကျွန်တော်10သိန်းကြီးအောက်ကိုမချပါဘူးဒီဘဲဆိုကျွန်တော် show ရရဲ့ပေါ့ဟုတ်လား42ဆိုတဲ့ reset နဲ့ပဲ day web ပါကျွန်တော် show ရပါ